လုံးမဲမင်္ဂလာပါဝမ်တလီယာပါရှင်မင်းကိုခဏခဏမေးနေကြတဲ့မိကွန်းလေးပေါ့နော်ဒီဦးလည်းမှာဘယ်ဆိုင်ကစားကောင်းလဲဘာတွေစားကောင်းလဲဆိုပြီးခဏခဏမေးကြတဲ့မိကွန်းနော်ခုမိမကစားကောင်းတဲ့ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးမယ်ဒီဆိုင်လေးမှာလေတယောက်စာစကောထမင်းတွေဝမ်ပိုရှင်ဟင်းပွဲတွေကြက်ကြော်တွေဘာဂါရေးဆန်ဝစ်တွေဖြော်ရည်တွေမစ်တီးတွေဟင်းပွဲတွေကတော့အများကြီးပဲအဆုံရတယ်ပြီးရင်ပါမုတ်နေကိတ်မုတ်နေလည်းအရန်ကောင်းတယ်မင်းကိုယ်တိုင်လည်းကြိုက်တယ်ပေါ့နော်ပြီးရင် customer တွေကိုဒီဆိုင်ကဝယ်ပေးလိုက်ရင်လည်းကောင်းတယ်ဆိုပြီးတော့review ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်လည်းဖြစ်တယ်ခုဒီမာလာထမင်းကြော်လေးဆိုလို့ရှိရင်လည်းလေဖြုံဆက်အရသာလေးနဲ့အရသာလေးကထိထိမိမိပဲနော်ထမင်းကြော်ဆိုတာဒီလိုစီစီထွေးထွေးလေးနဲ့မှအရသာရှိတာနည်းနည်းအထုံတို့အဆက်တော့မကြိုက်ရင်တော့အဆင်ပြေမှာမဟုတ်ဘူးနော်ပြီးတဲ့ချိန်ကျတော့ဒီရေပွဲတောင်းလေးကလည်းအရန်ကောင်းဆက်ကြိုက်မှနော်မမေကတော့အဆက်ကြိုက်လို့အဆက်ကြိုက်တဲ့လူဆိုရင်တော့အဆင်ပြေမှတကယ်ကိုအမှန်တယောက်တည်းပေါ့ပလေးဆိုလို့ရှိရင်ဒီလိုမျိုးစကောထမင်းလေးကိုစားတော့ဆိုင်နံပါတ်လေးပြောဖို့မေ့နေတယ်နော်ဖိုးဝကော်ဖီဆိုင်ဖြစ်ပါတယ်ဆိုင်မှာပဲသွားစားဒလီမှခြင်းနဲ့ဆိုရင်တော့မမေနဲ့လည်းမှာလို့ရတယ်မျိုးရင်းတလီက2000ကျပ်လေးဆိုတော့အိမ်မှာပေါ့လေးနေပြီးမှားသားစားလိုက်စီရလဲဈေးကြီးတာနဲ့မူကလည်းရွာတာနဲ့ဆိုရင်လေဒလီလေးမှာစားလိုက်တာအကောင်းဆုံးပဲအိမ်မှာစောင့်နေစရာလည်းမလိုဘူးလေနော်အလုံးကျေးဇူးတင်ပါတယ်ရှင်